ဓမ္မကိုအဖို့ပြုမှသာဝရချမ်းသာမည်ဘုန်းကြီးတို့ဒီတရားခေါင်းစဉ်လေးကိုမှတ်ထားပြီးတော့ဘဝခရီးလျှောက်လန်းတဲ့အခါမှာသာဝရချမ်းသာကိုအရေးဘာကိုဖော်ပြရမလဲလောကလူသားတွေဟာဘာကိုအဖော်ပြုနေကြသလဲလို့တကဘာလုံးမှာရှိကြတဲ့တတ္တဝါတွေကိုချစ်ပေါ့အားလုံးလူတွေဟာအဖော်မဲ့နေကြတာတော့မဟုတ်ဘူးအဖော်နဲ့နေကြတာမိသားစုနဲ့နေတယ်မိတ်ဆွေသင်္ဃဟအပေါင်းအသင်းတွေနဲ့နေတယ်တငယ်ချင်းတွေနဲ့နေတယ်ဒါလူရဲ့သဘာဝအရာပြောရမယ်ဆိုရင်လူဟာအဖော်မရှိဘဲနဲ့မနေတတ်တဲ့တတ္တဝါမျိုးလို့ပြောအောင်တခြားတတ္တဝါတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်လေအဖော်နဲ့ပဲနေကြတာအဲ့ဒီအဖော်နဲ့နေတာရဲ့အကျိုးကျေးဇူးဘယ်အဖော်မျိုးကိုရှာပွေမှအတူတကွနေရမယ့်ပုဂ္ဂိုလ်မျိုးဟာတကယ်အရေးကြုံလာတဲ့အခါမှာဘယ်လိုအခြေအနေမျိုးတွေဖြစ်နိုင်တယ်ဆိုတာဘဝအရေးနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာစဉ်းစားဆင်ခြင်ပြီးတော့သုံးသပ်ကြည့်ကြရမှာဖြစ်တယ်ဘဝတစ်ခုကအစဉ်ပြေးနေတဲ့အချိန်မှာဆိုရင်တကယ်ချင်းအပေါင်းအသင်းတွေနဲ့နေမိသားစုနဲ့ပဲနေကိုနှစ်သက်ရပုဂ္ဂိုလ်တွေနဲ့ပဲနေဘဝခရီးမှာအစဉ်ပြေးနေကြတာဒီလိုအပေါင်းအသင်းတွေကမကောင်းဘူးလားလို့ဒီလိုပြောတာတော့မဟုတ်ဘူးအပေါင်းအသင်းတိုင်းမကောင်းတာတော့မဟုတ်ဘူးကောင်းတဲ့အပေါင်းအသင်းတွေလည်းအများကြီးရှိတယ်တူပြန်လှန်အကျိုးပြုပြီးတော့နေချတာဘဝယက်တိဖို့ရအတွက်တူအဖော်ပြုပြီးတော့နေကြတာဆန္ဒဒုက္ခရနိုင်သို့တော့စဉ်းစားရမှာကရာသက်ပံတစ်သလုံးကြံတဲ့အပေါင်းအသင်းအဖော်ပြုမှုတွေဟာသာဝရချမ်းသာဒုက္ခကိုပေးနိုင်သလားမပေးနိုင်ဘူးလားဆိုတာအလေးနဲ့စဉ်းစားမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုလိုက်နာပြီးတော့လေ့လာသုံးသပ်ဆင်ခြင်ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေဟာအမှန်တမ်းမှတ်သားစရာကောင်းတယ်ဘုရားဆုံးမတဲ့တရားတော်တွေဟာတကယ်တော့ဒီကနေ့ခေတ်ပြောတဲ့ religion ဆိုတဲ့ဘာသာတရားမျိုးမဟုတ်ဘူးအဆုံးမဩဝါဒဘဝမှာနေနည်းထိုင်နည်းတစ်ခု way of life လို့ဆိုရမယ်ပညာရပ်တစ်မျိုးပေါ့သို့မဟုတ် art of living in life ပေါ့ဘဝမှာဘယ်လိုနေရမယ်ဆိုတဲ့ပညာရပ်တစ်မျိုးပဲအဲ့တော့ဘဝမှာဤမျိုးနဲ့နေထိုင်ကြတဲ့အခါမှာတစ်သလုံးအစဉ်ပြေမှုတွေနဲ့ချမ်းသာဒုက္ခရပြီးသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိသို့တော့နောက်ဆုံးအချိန်ကလေးမှာလိုအင်ဆန္ဒမပြည့်ကြတာအမှန်တမ်းများတယ်ဘဝရဲ့အစဆုံးမှာမိမိရဲ့အပေါင်းအသင်းရောင်းရင်းတွေဆွေတွေမျိုးတွေကောင်းကြတယ်အပြန်အလှန်အကျိုးပြုပြီးတော့နေကြတယ်နောက်ဆုံးဒုက္ခရောက်လာတဲ့အချိန်ကြတဲ့အခါကျတော့ဆိုပါစို့ပူခြင်းတရားနဲ့ရင်ဆိုင်လာပြီဆိုတဲ့အချိန်မှာဘယ်သူကကယ်တော့ဆိုဘယ်သူမှမကယ်နိုင်နာခြင်းတရားနဲ့ကြုံတွေ့လာပြီဆိုရင်ဘယ်သူကကယ်တော့ဘယ်သူမှမကယ်နိုင် individual ကိုဖြစ်ကိုခံပုံစံမျိုးပဲသိခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်းပဲမိမိကိုယ်တိုင်ပဲစိတ်မိတ်ခံစားကြအဲ့ဒါလို့ကိုယ်တူးတဲ့မျှဝေခံစားလို့မရတဲ့ဒုက္ခတွေနဲ့ကျုံလာလို့ရှိရင်ဘ누구ကိုဖော်ပြရမှာလဲဒီလိုစဉ်းစားဖို့ပေါ့နော်တမန်အားဖြင့်တော့အဖော်မရှိဘဲနေလို့တော့မဖြစ်ဘူးပေါ့အလုံးတူအကျိုးပြုပြီးတော့နေတာအကျိုးပြုနေသည့်အတွက်ကြောင့်ပုဂ္ဂလောပိဥပနိတယပစ္စေနပစ္စယော
ကောင်းမြတ်တဲ့မိတ်ဆွေသင်္ဃဆိုတဲ့အပေါင်းအသင်းတွေကလည်းကိုယ့်အတွက်ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာမပေးနိုင်ဘူးမဟုတ်ပေးနိုင်ဆရာကောင်းသမားကောင်းတွေကိုယ့်အတွက်ထောက်ကူပြုတယ်မိကောင်းဖခင်တွေကကိုယ့်အတွက်ကောင်းတယ်ဆွေကောင်းမျိုးကောင်းတွေကိုယ့်အတွက်ကောင်းတယ်တငယ်ချင်းကောင်းအပေါင်းအသင်းတွေကိုယ့်အတွက်ကောင်းကြတယ်အားလုံးကိုအမိပြုပြီးတော့ဘဝချီးပွားတိုးတက်ကြအဲ့တော့ဒီပုဂ္ဂိုလ်တွေကိုအဖော်ပြုပြီးတော့နေတာဟာဘဝဆုံးခန်းတိုင်နေထိအောင်သန္တာဒုက္ခရနိုင်လားလို့ဆိုတော့ဘဝတစ်ခုဆုံးတတ်ရတဲ့အချိန်မျိုးကိုယ်တယောက်တည်းခံစားရတဲ့ဒုက္ခမျိုးနဲ့ကျုံလာပြီဆိုလို့ရှိရင်ဘယ်သူမှကိုယ်အားကိုးရာဖြစ်လာပြီးတော့ယတ္တိမပေးနိုင်ဘူးပေါ့ယတ္တိမပေးနိုင်သည့်အတွက်ကြောင့်မိမိတို့သားသမီးနဲ့ပတ်သက်ပြီးအမတန်မှချစ်လာပါတယ်ဆိုတဲ့မိဘတွေဟာဘယ်လိုပြောလို့ရှိကြတော့ဆိုရင်ငါခံစားလို့ရရင်တော့ငါပဲဖြစ်လိုက်ပါတော့သူဒုက္ခခံစားနေရတာမခံနိုင်ဘူးပေါ့သူဒုက္ခတွေခံစားလို့ရရင်တော့ငါပဲခံလိုက်ချင်ပါတယ်နဲ့ဒီလိုပြောတာသို့တော်လည်းတစ်ဖက်သားပေါ်မှာကရုဏာထားလို့သာပြောတာအဲ့ဒီလိုသူများအစာဝင်ပြီးတော့ဒုက္ခခံလို့ရတာမဟုတ်ဘူးမရနိုင်အဲ့တော့ခန္ဓာကိုယ်ရထားတဲ့ပုဂ္ဂိုလ်တိုင်းကြုံတွေ့ရတဲ့ဒုက္ခတွေဆိုတာဟာမလွဲမသွေလူတိုင်းဆုံကြတွေ့ကြုံကြမှာဖြစ်တယ်အဲ့ဒါလို့တွေ့ကြုံလာပြီဆိုတဲ့အခါမှာပုဂ္ဂလလို့ခေါ်တဲ့အပေါင်းအသင်းအဖော်တွေကထောက်ကူအများကြီးမပေးနိုင်ဘူးပေါ့ပြည့်ဝမပေးနိုင်ဓမ္မဆိုတဲ့တရားကိုသာအဖော်ပြုမှထာဝရချမ်းသာမှုရတယ်လို့ဒီလိုဆိုတာနော်ဒါလည်းပဲအမှန်တမ်းမှန်ကန်တယ်ဒါဖြင့်ဓမ္မကိုအဖော်ပြုတယ်ဆိုတာဒီကနေ့ကာလနောက်ဆုံးအချိန်ကျမှအဖော်ပြုလို့ကတော့ကိုယ်တဏ္ဍာထဲမှာဓမ္မကရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့ဓမ္မဆိုတာဟာလူတိုင်းအတွက်အသုံးဝင်တာမှန်တော်လည်းပဲဓမ္မကလွယ်ကူနဲ့ကိုယ့်ရဲ့ရင်ထဲနှလုံးထဲတော့မရောက်လာဘူးသူကမရောက်လာသည့်အတွက်ကြောင့်အဖော်ပြုဖို့ရအတွက်အချိန်ယူပြီးတော့ကြိုးစားအထောက်မှုတွေလုပ်ကြအဲ့ဒါလို့လုံးမထားလို့ရှိရင်နောက်ဆုံးအချိန်ရောက်တဲ့အခါခြေမကင်မိလက်မကင်မိဖြစ်ပြီးတော့ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်သွားကြရတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲရှိတယ်အဲ့ဒါလို့မဖြစ်ကြရအောင်ဘုန်းကြီးတို့တွေဟာကြွတင်ပြင်ဆင်မှုဆိုတာကိုယ့်တဲ့တကယ်ကိုအဖော်ပြုရမယ့်ပုဂ္ဂိုလ်အဖော်ပြုရမယ့်အရာဟာဘာလဲဆိုတာရွေးချယ်ထားဖို့ပေါ့အဖော်ပြုပုံပြုနည်းတွေကလည်းများစွာရှိကောင်းပြီလောကကြီးရဲ့သဘာဝကိုကြည့်မယ်ဆိုလို့ရှိရင်တရိစ္ဆာန်တွေပဲဖြစ်ဖြစ်တက်ရှိတတ္တဝါတွေမှန်သမျှဒွါယံဒွါယရာမောဟိအယံလောကောတဲ့ပါဠိစာပေမှာအဆိုလေးတစ်ခုရှိတယ်ဒွါယံဒွါယရာမောဟိအယံလောကောဒီတတ္တလောကကြီးတစ်ခုလုံးဟာတဲ့အဖော်လေးနဲ့ပဲပျော်ကြတယ်အနည်းဆုံး2ယောက်ရှိရပေါင်းတင်လေးနဲ့ပဲပြောနေကြတယ်ဘယ်လိုဆိုတာတယောက်တည်းတူတည်းဆိုလို့ရှိရင်လူတွေဟာဘယ်တတ္တဝါပဲဖြစ်ဖြစ်ပြင်းတယ်ကဘာဥကာလကဗြဟ္မပြည်ကိုပထမဆုံးရောက်သွားတဲ့ဗြဟ္မာကြီးတောင်မှပဲကဘာပေါင်းများစွာကြားလာနှစ်ပေါင်းများစွာသူတူတည်းနေတဲ့အခါကျလုံးလီဖြစ်လာတော့နောက်တစ်ယောက်ရောက်လာရင်ကောင်းမှလို့ဆိုတဲ့အတွေးတွေဝင်လာခဲ့ဘူးတယ်ပေါ့အဲ့လိုအတွေးဝင်ရာကစပြီးတော့လောကကြီးကိုသူဖန်ဆင်းနေဆိုတဲ့ဒုတိယအတွေးပါဝင်လာခဲ့။ဘာဖြစ်လို့တော့ဆိုသူတွေးလိုက်တဲ့အချိန်မှာအခြားတ attva တစ်ခုသူ့အနီးနားမှာပေါ်လာတာဖြစ်လို့သူဖန်ဆင်းလိုက်တာလို့စိတ်ကထင်မှတ်သွားတယ်။ဒီဖန်ဆင်းရှင်ဝါဒအဲ့ဒီလိုနဲ့လောကကြီးတွေရောက်လာတာ။တကယ်ကတော့ဖန်ဆင်းရှင်အစစ်ဟာကိုယ်လုံးတဲ့ကံတရားသာနဲ့ဖြစ်ပါလေ။ကိုလုံးတဲ့ကံတရားသာဖြစ်တယ်သို့တော်လည်းကိုလုံးတဲ့ကံတရားကိုကြော်ပြီးတော့ပုဂ္ဂိုလ်တဦးတယောက်ကိုဖန်ဆင်းရှင်အဖြစ်
ယုံကြည်လက်ခံကြတာဒီကနေ့မှာအမှန်တမ်းများတယ်လို့ဒီလိုပြောရအောင်ဒါကြောင့်မို့လောကကြီးဟာအပေါင်းအသင်းနော်အဖော်တဟဲပဟာယလို့ဆိုတဲ့ကိုယ်နဲ့အတူနေပေါ်တွေမရှိဘူးဆိုလို့ရှိရင်ကြာမနေနိုင်ကြဘူးလူတွေကတခါတရံကြတော့လေအပေါင်းအသင်းနဲ့နေရတာညီးငွေပြီးတော့ပြောတတ်ကြတယ်လိမီအလုံးငါတယောက်တည်းနေစမ်းပါရစေငါနာမလာစမ်းနဲ့ပေါ့လိမီအလုံးဒီလိုအော်ဟစ်ပြီးတော့ကြံတဲ့လူတွေကိုမောင်းထုတ်လို့ရှိကြတယ်သို့တော့ကြာနေလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်တုံးဆိုလုံးလီဖြစ်သွားပြန်တယောက်တည်းနေရတဲ့စိတ်ဓာတ်ကြတဲ့ခံစားမှုမျိုးခံစားကြရတယ်ပေါ့အဲ့ဒါကြောင့်မလို့တယောက်တည်းမနေတတ်လို့တယောက်တည်းနေရတဲ့ပုဂ္ဂိုလ်တွေကအခုခေတ်ကြတော့ဘာလုပ်ကြတော့ဆိုတယ်လီဖုန်းနဲ့လှမ်းစကားပြောတယ်ဟိုလူခေါ်တယ်ဒီလူခေါ်တယ်လူချင်းမတွေ့ရတဲ့အခါဖုန်းနဲ့တွေ့စကားပြောတယ်ဆိုဖြစ်ဘယ်လိုဖြစ်လဲအဲ့ဒါဘာဖြစ်လို့ဖြစ်တာတော့ဆိုကိစ္စရှိလို့တယ်လီဖုန်းခေါ်တာထားတယောက်တည်းနေရတာပြင်းလို့လှမ်းပြီးတော့စကားပြောတာမျိုးကြဒါလုံးလီဖြစ်တယ်လို့ခေါ်တာပေါ့နော်လုံးလီဖြစ်တယ်လူတွေမှာစိတ်ဓာတ်အကျဆုံးဟာဘယ်ချိန်လဲလို့ဆိုတဲ့အခါယောဂဝေဒနာရပြီးတော့ hopeless ဖြစ်နေပြီဆိုလို့ရှိရင်စိတ်ဓာတ်အကျဆုံးအဲ့ဒီဖြစ်ဘေးကလူတွေကအားပေးကြတယ်အားပေးပေမဲ့လို့ယောဂဝေဒနာမသက်သာဘူးဆိုလို့ရှိရင်ဓမ္မဆိုတဲ့အဖို့မရှိဘူးဆိုရင်ထိုပုဂ္ဂိုလ်ကဘာဖြစ်လဲ depression ဖြစ်သွားစိတ်ဓာတ်ကျတဲ့ယောဂပါဝင်သွားတယ်စိတ်ဓာတ်ကျပြီဆိုရင်မြန်ဒုက္ခရောက်တာပဲပေါ့အဲ့ဒါကြောင့်မို့လို့အာပေစကားဆိုတာတွေလည်းပြောကြတယ်အကူအညီတွေထောက်ကူတွေပေးကြရတယ်အဲ့တော့လူရဲ့တဘာဝကိုကအဖော်မဲ့မနေတတ်ဘူးအဖော်နဲ့ပဲနေတတ်တယ်အဲ့တော့ဒါတမန်အနေထားအဖြစ်ပြောမယ်ဆိုလို့ရှိရင်ကိုယ်နဲ့အစဉ်ပြေမဲ့နေပေါ်ထိုင်ဘက်အပေါင်းအသင်းကိုရှာပြီးတော့နေလို့ရှိရင်ကိုယ်စိတ်ထဲမှာလုံခြုံတဲ့အေးချမ်းတယ်လို့ဒီလိုယူဆတာထင်လားသို့တော့နောက်ဆုံးအချိန်ရောက်တဲ့အခါကျတော့ဒါတွေဟာတကယ်အထောက်အကူမဖြစ်ဘူးဆိုတာသိလားဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဟာဓမ္မကိုအဖော်ပြုဖို့အခုချိန်ကနေစပြီးတော့ဓမ္မနဲ့ယဉ်နှီးနေဖို့ဒုက္ခရောက်လာပြီဆိုတဲ့ချိန်ကျမှဓမ္မကိုမိတွေ့ဖို့ရခက်ခဲတယ်။ဘာဖြစ်လို့လဲဆိုယောဂဝေဒနာဆိုတာဖိစီးလာတဲ့အခါဘာမှမတတ်နိုင်တော့ဘူး။ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကိုတွန်းလှန်နိုင်စွမ်းမရှိတွန်းလှန်နိုင်စွမ်းမရှိတော့ဘာဖြစ်လဲဒုက္ခဖြစ်လာတဲ့အခါမှာဝမ်းနဲ့ကြေကွဲတယ်စိတ်တိုးလာတယ်ဒေါသတွေဖြစ်လာတယ်ဖြစ်ရကောင်းလားလို့ဆိုပြီးတော့ဒေါသတွေအဲ့ဒီရတယ်အကုသိုလ်တွေပြန်ဖြစ်လာဒုက္ခပေါ်မှာအကုသိုလ်ပြန်ဆက်ဒါကြောင့်မလို့မြတ်စွာဘုရားကပုထုဇဉ်တ attva တွေရဲ့အခြေအနေကိုဘယ်လိုပြောတော့ဆိုတစုံတစ်ခုခန္ဓာကိုယ်မှာယောဂဝေဒနာဖြစ်လာပြီဆိုတဲ့ချိန်ဘာဖြစ်လာတော့ဆိုယောဂဝေဒနာဖြစ်လို့ကာယိကဒုက္ခကိုခံစားနေရတဲ့အချိန်မှာဖြစ်ရလေခြင်းလို့ဆိုတဲ့စိတ်ဆင်းရဲမှုကထပ်ပိုးလာအဲ့ဒါလို့ထပ်ပိုးလာတဲ့အခါကျတော့ကာယိကဒုက္ခလို့ခေါ်တဲ့ကိုယ်ဆင်းရဲမှုအပြင်မှာစေတသိကဒုက္ခလို့ဆိုတဲ့စိတ်ဆင်းရဲမှုကထပ်လာတော့ဘာနဲ့တူတော့ဆိုလို့ရှိရင်ပထမမြားတံတစ်ချက်စူးတာကိုဒုတိယတစ်ခါမြားတံတစ်ချက်ထပ်စူးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်ပါတယ်မြားနှစ်ချက်စူးလိုက်တာအဲ့ဒါလို့မြားနှစ်ချက်စူးလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်သွားတော့ဒုက္ခကလွတ်ရလွတ်ချောင်းစဉ်းစားလာဒီဒုက္ခကြီးဘယ်လိုသက်သာအောင်လုပ်အောင်ဒေါသတွေဖြစ်တယ်ဒုက္ခသက်သာအောင်ဘယ်လိုလုပ်အောင်ဒုက္ခကိုမျောလင်းတဲ့အတွေးတွေထပ်ပြီးတော့ဝင်လာတယ်ထပ်ပြီးဝင်လာတယ်အဲ့တော့ထပ်ဝင်လာလို့တောင်းတသွားပြန်တဲ့အခါကျတော့ဒီတဏှာရာဂလို့ဆိုတဲ့မြတ်တန်တစ်ချက်ထပ်ဆူးပြန်တဲ့အခါကျပုရုဇဉ်တွေမှာနော်တခု
မတတ်တာလို့တစ်ခုထပ်ပြီးလှုပ်တဲ့အခါမှာသူကလှုပ်ချင်းကြောင့်ဝန်မှာပို့ပြီးတော့ပိသွားတယ်ဆိုနောက်တစ်ခုတတ်တာမလားလို့စဉ်းစားရင်ပို့ပြီးတော့ဝန်ပိသွားတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့လို့ဘုရားယဟနာတွေကြတော့ကာယိကဒုက္ခလို့ခေါ်တယ်ကိုယ်ဆင်းရဲမှုဘုရားယဟနာမှာမရှိဘူးမဟုတ်ရှိတဲ့အခါကိုယ်ဆင်းရဲမှုပေါ်မှာဆင်ញင်သုံးသပ်ပြီးတော့အောင်အေးသိခံနိုင်စွမ်းရှိကြတယ်အောင်အေးသိခံနိုင်စွမ်းရှိကြတဲ့အတွက်ကြောင့်ငါမှဖြစ်ရလေခြင်းဆိုတဲ့အတွေ့သူတို့မှမဝင်ဘူးဒါသဘာဝတရားပဲဒုက္ခဝေဒနာဆိုတာဒါပဲလို့ဆင်ញင်သုံးသပ်ပြီးတော့သဘာဝတရားကိုရှုဆင်ញင်ခြင်းဖြင့်ဆင်းရဲဒုက္ခကြက်ညက်ခံပြီးတော့ဆင်းရဲဒုက္ခနောက်စိတ်ကလိုက်ပြီးတော့မသွားတော့စိတ်ကိုဆင်းရဲဒုက္ခနဲ့ခွာထားလိုက်နိုင်တယ်အဲ့ဒါဟာဓမ္မကိုအဖို့ပြုလို့ပဲဖြစ်တယ်ပေါ့အကယ်၍သာတခြားပုဂ္ဂိုလ်ကိုဖို့ပြုမယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်အဖို့ပြုတဲ့ပုဂ္ဂိုလ်တွေကြည့်လေဒါလေးလှုပ်ပေးစမ်းပါလှုပ်ပေးလဲအစင်မပြေဘူးဆိုရင်စိတ်တွေကတိုးဒီလိုတွေဖြစ်ပြီးတော့ဒေါသတွေဖြစ်ဒေါမနတာတွေနဲ့ခံစားရဒီလိုနဲ့ဘဝတစ်ခုအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတာပေါ့တပံကြည့်မယ်ဆိုလို့ရှိရင်လူဟာဘဝမှာအစဉ်ပြေးနေတဲ့အခါဘာနဲ့အဖို့ပြုတ်ပြီးတော့နေကြတုံးဆိုတော့တွေ့တာမှုလေးနဲ့အဖို့ပြုတ်နေကြတဏှာခရီးသွားတဲ့အခါမှာလည်းပဲတွေ့တာမှုလေးနဲ့ပဲအဖို့ပြုတ်နေကြလူတွေကပြောကြတယ်သူတယောက်တည်းနေတာပါလို့ပြောကြတယ်သို့တော့တယောက်တည်းနေတယ်ဆိုတဲ့ပုဂ္ဂိုလ်မှာသူကအတွေးကလေးနဲ့စိတ်ထဲမှာကျဉ်းနှံ့နေတာလေးတွေရှိတယ်တယောက်တည်းနေရတဲ့အပေါ်မှာသူကကျဉ်းနှံ့နေရခြင်းအကြောင်းတစ်ခုရှိတယ်အဲ့ဒါကိုပဲသူတွေ့တာနေတဲ့သဘောလေးတစ်ခုရှိတာဆိုလိုတာကသူ့မှာဒီပြင်အဖို့မဟုတ်ဘူးတဏှာအဖို့ရှိတယ်လို့ဒီလိုပြောတယ်အဲ့ဒီတဏှာအဖို့ကဘယ်သူကိုဖိတ်ခေါ်လာတတ်တုံးတခါတရံကြတော့နော်ကို့မှာဒီအဖို့ပြုဖို့ဆိုပြီးတော့အဖို့ရအောင်လို့ဆိုပြီးတော့တဦးတယောက်ကိုကိုယ်စီမှာခေါ်ထားလို့ရှိရင်အဲ့ဒီကိုနဲ့အတူနေတဲ့ပုဂ္ဂိုလ်ကမကောင်းတဲ့လူကိုဖိတ်ခေါ်လာတတ်သေးတယ်ဆိုတာလောကကြီးမှာထင်ရှားရှိတာပေါ့အဲ့ဒါလိုပဲတဏှာဆိုတဲ့ဒီတဘာဝတရားမိမိစိတ်ထဲမှာတဏှာကျင့်တတ်မှုတွေ့တာမှုလေးနဲ့နေတဲ့ပုဂ္ဂိုလ်ဟာဘာကိုဖိတ်ခေါ်လာတတ်တုံးဆိုတောကကိုဖိတ်ခေါ်လာတတ်တယ်သူကတွေ့တာမှုနဲ့နေတာလူကိုတွေ့တာတယ်ပစ္စည်းကိုတွေ့တာတယ်ဘယ်ဟာကိုပဲတွေ့တာမှုရှိလာပြီဆိုလို့ရှိရင်စွန့်လွတ်မှုကိုစွန့်လွတ်ရမယ့်အချိန်ကိုတွေးလိုက်တာနဲ့တပြိုင်နက်တောကဖြစ်သွားဆုံးရှုံးတဲ့အခါမှာလည်းတောကဖြစ်သွားအဲ့ဒီတောကကိုဘယ်သူကဖိတ်ခေါ်လာတာတော့လို့ဆိုရင်တွေ့တာမှုကဖိတ်ခေါ်လာတာဒါကလက်တွေ့ရှုဆင်ခြင်းကြည့်လို့ရတဲ့အနေအထားတစ်ခုပေါ့ဘုန်းကြီးတို့တွေတန်မြာထဲမှာခရီးသွားနေကြတာပြောကြတယ်ကိုယ်ဝန်ကိုယ်ထမ်းကိုယ်လန်းကိုယ်သွားတယောက်တည်းသွားကြတာမှန်တယ်သို့တော့တယောက်တည်းလို့ပုဂ္ဂိုလ်အနေနဲ့ပြောရတော့လဲပဲဘာကနေရှေ့ဆောင်လမ်းပြနဲ့သွားလဲလို့ဆိုရင်တဏှာဆိုတဲ့ဘဝတဏှာလို့ခေါ်တဲ့ဘဝပေါ်မှာတွေ့တာမှုကခေါင်းဆောင်သွားသူလမ်းပြတဲ့နောက်လိုက်သွားကြနှစ်သက်မှုတွေ့တာမှုကိုအခြေပြုပြီးတော့ကံတရားတွေလုပ်ကြတယ်အမှန်မသိတဲ့အဝိဇ္ဇာကနေပြီးတော့လွယ်မှားသွားအောင်အထင်အမြင်တွေဖြစ်လာအောင်ဖန်တီးပေးတယ်တဏှာကကျင့်နှံ့မှုတွေဖြစ်အောင်လုပ်ပေးတယ်ကံတရားကနေပြီးတော့တွန်းထုတ်ပေးလိုက်တယ်ဟောတဏှာရဲ့အဝိဇ္ဇာရဲ့ကံရဲ့ဒီသုံးခုကပေါင်းပြီးတော့ဘုန်းကြီးတို့ဘဝတွေကိုရှေ့ဆောင်ပေးနေတာဘယ်ဘဝဖြစ်ကောင်းလိမ့်မယ်လို့ထင်တယ်ဘာလို့ကောင်းလိမ့်မယ်ထင်တော့ဆိုအဝိဇ္ဇာကနေပြီးကောင်းတယ်လို့မြင်အောင်လုပ်ပေးထားတယ်ဆိုတော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာကြည့်လူဘဝမှာပစ္စည်းဥစ္စာချမ်းသာတဲ့လူဖြစ်ရပါလို့ဤတို့နော်မတောင်းမတမကြောင်းမကြမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤစသဖြင့်ဆုတောင်းကြအေးနတ်ပြည်၌ဖြစ်ရပါလို့ဤနဲ့ဆုတောင်းကြဒါကဘယ်သူကတောင်းခိုင်းတာတော့ဆိုအမှန်မသိခြင်းဆိုတဲ့အဝိဇ္ဇာ
အဲ့ဒီအဝိဇ္ဇာကမျက်လက်ပြထားသည့်အတွက်ကြောင့်တဏှာကလိုချင်တာတွေပေါ်လာအဲ့ဒီလိုချင်မှုကြောင့်ဒီလိုဆန္ဒတွေထုတ်ပေါ်လာဆန္ဒတွေထုတ်ပေါ်ပြီးရဖို့ကြိုးစားမှုဆိုတဲ့ကံတရားတွေကိုလှုပ်လာတယ်လှုပ်လာသည့်အတွက်ကြောင့်ကဲလူဘဝရလာပါပြီသူထင်တဲ့အတိုင်းပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံနဲ့တထေးအိမ်လူလာဖြစ်ပါပြီတဲ့နော်မချမ်းသာဘူးလားချမ်းသာတယ်ငယ်ငယ်လေးတည်းကမိသားစုပြည့်ပြည့်စုံစုံနဲ့နေရတယ်ပျော်ပျော်ရွှင်ရွှင်အေးနောက်ဆုံးအချိန်ရောက်လာတဲ့အခါကျတော့ဒီပျော်ပွဲရွှင်ပွဲလေးတွေဟာအဆုံးသတ်သွားပြန်တာဘာနဲ့ရင်ဆိုင်ရတော့ဆိုအိုခြင်းတရားနဲ့လည်းရင်ဆိုင်ရပြန်တယ်ကိုလိုချင်တဲ့ဘဝလေးမှာဘာနဲ့အဆုံးသတ်တော့ဆိုအိုခြင်းနဲ့အဆုံးသတ်တယ်နာခြင်းနဲ့အဆုံးသတ်ရတယ်သိခြင်းနဲ့အဆုံးသတ်တယ်တော့ဘဝတစ်ခုဟာဒီပြောစရာအကွက်ကလေးတွေကြည့်မယ်ဆိုရင်ပြောစရာကြီးပဲဒါကြောင့်မို့ဘဝနဲ့ပတ်သက်ပြီးတော့အတ္တဓာတ်ကျင့်တ်เสียပြောစရာမရှိဘူးလားဆိုရှိတယ်ဘဝကိုအကြောင်းပြုပြီးတော့ဒီပျော်ရွှင်မှုတွေရတယ်ခံစားရတယ်အတွေ့အကြုံတွေရတယ်ပညာတွေစီးပူးရတယ်နိုင်ငံရခြားတိုင်းတစ်ပါးတွေသွားရတယ်တွေ့အကြုံတွေမြောက်များစွာနဲ့ထင်ပေါ်ကြော်ကြားမှုတွေရတယ်စသဖြင့်ဘဝမှာကျင့်တ်เสียတွေရှိကြဒါကြောင့်မို့ဘဝမှာတူးတူးလေးအားကြနေကြတာနော်ဒါကျင့်တ်เสียတွေရှိတယ်တို့တော့ကျင့်တ်เสียကောင်းတဲ့ဘဝတွေဟာကျင့်တ်เสียကြီးပဲလားမကျင့်တ်เสียမရှိဘူးလားလို့သိချာစဉ်းစားကြည့်တော့ဘယ်လိုပုဂ္ဂိုလ်မျိုးဘလောက်လှတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နော်ဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဖြည်းဖြည်းအိုမင်းပြီးတော့လာကြတယ်အဲ့ဒီအချိန်မှာဘာတတ်နိုင်လို့ဘာတတ်နိုင်ဘုန်းကြီးတို့လည်းအသက်80ကျော်လာတဲ့အခါကိုယ်တန်ဝေကတွေအများကြီးဖြစ်တန်ဝေကတွေအများကြီးဖြစ်ရတယ်ဘာဖြစ်လို့တော့ဆိုငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒါတွေမစင်စားမိဘူးမစင်စားမိရုံနဲ့မကဘူးကိုကငယ်ငယ်ဆိုရင်အဖိုးဖွားဖို့တွေတွေ့တဲ့အခါသူတို့မွေးတွေကအိုအိုကြီးတွေပဲထမရဲလို့တောင်းစိတ်ကအောင်းမိပြီစဉ်းစားဖို့နေနေတာနော်စဉ်းစားဖို့နေနေတာတခါတရံကျတော့ကိုအိုတာကိုသိမ့်မမြင်ဘူးသူများအိုရင်တော့မြင်ကြဒါလည်းတဘာဝပဲသူများအိုတာကိုမြင်ပြီးတဲ့အခါကြည်စမ်းမှာအိုသွားလိုက်တာဟောပြောတယ်ဘုန်းကြီးတို့စီမှာမကြရောက်လာကြတယ်အဖိုးအိုတွေဖွားအိုကိုချင်းစားတယ်ငယ်ငယ်တုန်းကနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေနာမည်ကြီးရုပ်ရှင်မင်းသမီးကြီးတွေတို့မင်းသားကြီးတွေတို့ကြည့်လိုက်လို့ရှင်အိုမင်းရွတ်တွယာရုကြီးကြီးနဲ့ပုဂ္ဂိုလ်ကြီးတွေရောက်လာတန်ဝေကဖြစ်လိုက်စားဖြစ်เสียကောင်းလိုက်တာတစ်ချိန်တုန်းကတော့နော်ရင်ကော့ပြီးတော့အထက်တန်းသွားအနေနဲ့နေလာတာခဏကျတော့ကြည်စမ်းမှာစရာရဲ့ထောင်းမှုထုထောင်းမှုကိုခံရလို့ပုံပြက်ပန်းပြက်ထုပေးမှထနိုင်အောက်မှာမထိုင်နိုင်တော့ဘူးကလထိုင်လေးနဲ့မှထိုင်လို့ရတယ်တွဲမှထနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေရောက်လာဘုန်းကြီးတို့လည်းအဲ့ကံရောက်နေတာဒီလိုဖြစ်လာကဲအဲ့ဒါဟာဘဝမှာမကျေနပ်เสียတယ်လူတိုင်းဟာဒီစခန်းကိုဖြတ်တန်းလို့မရဖြတ်ကျော်ခြင်းလို့မရလူတိုင်းဟာဒီစခန်းကိုရောက်ကြမှာကြည့်တယ်။အိုခြင်းဆိုတဲ့စခန်းရောက်လာတာနဲ့လူတွေဟာရုပ်ပြက်ဆင်းရဲဖြစ်တယ်။ဘယ်လိုရုပ်ပြက်ဆင်းရဲဖြစ်။သွားတွေကျိုးကုန်တယ်နော်။မေးတွေထိုးကုန်တယ်။နားတွေလေးကုန်တယ်။မျက်စိတွေမှုံလာတယ်။စရာဆိုတာဟာလူကိုအယုတ်ဆိုးအချီးတန်စေတယ်။စရာတရားရဲ့ထုထောင်မှုကြောင့်လူဟာဘလောက်လှတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အယုတ်ဆိုးအချီးတန်ငယ်ငယ်တုန်းကလှတယ်ဆိုတာဟုတ်မှဟုတ်ပါမလားလို့တောင်းမယုံကြည်နိုင်လောက်အောင်ဖြစ်လာဒါဘဝရဲ့အပြစ်အနာစာတွေပဲပေါ့နောက်ကြလို့ရှိရင်အေးဆေးရုံဆေးကနေရောက်သွားလို့ရှိရင်လေနှာခေါင်းကိုပိုက်ကြီးတွေတတ်ထားပြီးတော့နော်ဘေးကလူတွေကစိုးရိမ်တကြီးနဲ့ကြည့်နေကြအသက်ပေါ်မှာတန်တရားရှိပြီးတော့ဆေးကုလို့ကောင်းပါမလားနဲ့တန်တရားမျက်လုံးတွေနဲ့ကြည့်ပြီးတော့ဆေးရုံမှာတဲ့ပြုံးရွှင်နဲ့ဆေးရုံကပြန်ဆင်းသွားတဲ့ပုဂ္ဂိုလ်ရှိတယ်လို့အသက်မပါဘဲနဲ့ဆေးရုံကနေပြန်ပြီးတိတ်တဆိတ်ဆင်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲပေါ့ကဲအဲ့ဒီအချိန်မျိုးရောက်လာဒါဘဝရဲ့အပြစ်နာစာဒီလိုဟာမျိုးကိုကြွတင်ပြီးတော့သိရင်ဒီဘဝမျိုးဘယ်သူလိုချင်မှာတော့
မလို့ခြင်းဘူးမသိလို့လောက်ကြတာအဲ့တော့မသိအောင်ဘယ်သူကနေပြီးတော့ဖန်တီးပေးထားတော့ဆိုအဝိဇ္ဇာကဖန်တီးပေးတာအဝိဇ္ဇာကဖန်တီးပေးထားတော့တဏှာကကြိုက်တာပေါ့ကြိုက်တဲ့အခါမှာရအောင်ဆိုပြီးတော့ကြိုးစားတဲ့ကံတရားတွေနဲ့အဲ့ဒါလို့လုပ်တဲ့အခါဘဝတစ်ခုကိုရလာတော့ပျော်မလို့အားခဲနေတော့ပဲနောက်ဆုံးမှာပုံမင်းရင်းရော်မှုနဲ့ဂျုံတွေ့လာစရာနဲ့ဂျုံတွေ့လာပျော်ဖို့မှာအားမရခင်စရာနဲ့ဂျုံတွေ့ပါတယ်အမျိုးမျိုးတွေ့ခဲ့ဘူးရာထုအာရာကြီးတဲ့ပုဂ္ဂိုလ်တွေတို့ငယ်စဉ်ကနာမည်ကြီးတဲ့ပညာတတ်ကြီးတွေတို့ငယ်စဉ်ကအမတန်ချောလာပြီးတော့လူတိုင်းကချိကျင်လို့ချိချရတဲ့ပုဂ္ဂိုလ်တွေတို့နောက်ဆုံးမှာရှုံတော့ရွတ်ရွအဖိုးအိုဖွားအိုဘဝရောက်သွားကြတာတွေဟာမျက်စိအောက်မှာပဲနဲတာမှမဟုတ်ပဲအဲ့တော့သူသာရောက်တာကိုမရောက်ဘူးလို့မစင်စားလေနဲ့တနေ့ကျတော့အလုံးဒီလိုဖြစ်ကြမှာပဲလို့ဆိုတဲ့အတွေးလေးဟာအမှန်တမ်းမှန်ကန်တဲ့အတွေးဖြစ်တယ်ဒါဟာဓမ္မအတွေးပဲပေါ့မြတ်စွာဘုရားကိုယ်တိုင်ကဘဝနဲ့ပတ်သက်တဲ့ဓမ္မအတွေးတွေကိုတွေးဖို့ရလမ်းညွှန်မှုပြုထားတယ်ဆုံးမဩဝါဒပေးထားတယ်အသက်ရည်ကြီးတဲ့ပုဂ္ဂိုလ်တွေတွေ့ရင်ငါလည်းပဲတနေ့အိုအောင်မှာပဲအိုခြင်းသဘောတရားကိုငါလည်းမလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးလေးကိုတွေးထားပါမတွေးပဲမနေပါနဲ့ဒီတွေးတာကဘာအကျိုးရှိတော့ဆိုရင်ငါငယ်သေးတယ်ဆိုတဲ့မာမာနတက်ကြွမှုတွေကိုချိုးနှိမ်ပြီးသားဖြစ်ပါတယ်ဒီလိုတွေးလိုက်တာနဲ့ငယ်သေးတယ်ဆိုတဲ့ငယ်မှန်တစ်ခုဟာလန်းဆန်းတက်ကြွခြင်းမရှိတော့တနေ့ကျငါဒီလိုဖြစ်အောင်မှာလို့ဆိုရင်တန်ဝေကအသိစိတ်ကလေးကိုပေးတယ်ငယ်မှန်တက်တော့ဘာဖြစ်လဲဆိုရင်ငယ်သေးတယ်လှုပ်ချင်အောင်လှုပ်မယ်ပျော်မယ်ပါမယ်နော်ဒီလိုဟာမျိုးဖြစ်လာတတ်တယ်မမှန်ကန်ကန်တွေးတတ်တဲ့အခါကျတော့ဘာဖြစ်လာတော့မအိုခင်တော့ငါကောင်းတာတွေလုံးမှဖြစ်မယ်တနေ့ကျတော့ငါအိုလာလိမ့်မယ်အိုတဲ့အခါမှာတရားဓမ္မတွေကျင့်နိုင်မှာမဟုတ်ဘူးငယ်တုန်းကလုံးမှပဲလို့ဆိုတယ်ကောင်းမြတ်တဲ့အတွေးတွေဝင်လာလို့အကျိုးရှိရာရှိချောင်းအသိပညာရက်တွေတတိတရားတွေရရှိပြီးတော့လာနိုင်တယ်ဒီလိုဆိုတာတခါဆေးရုံဆေးကန်းသွားကြည့်လို့လူမမာတွေလူနာတွေမြင်လိုက်တာနဲ့တပြိုင်နက်ငါခန္ဓာကိုယ်ကြီးဟာလည်းနာရတဲ့သဘောရှိတာပဲတနေ့ကျတော့နာခြင်းတရားနဲ့ငါလည်းရင်ဆိုင်ရအောင်ပါပဲနာခြင်းတရားနဲ့ရင်ဆိုင်ရအောင်ပါပဲလို့မပြတ်ဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာဖြစ်လဲစိတ်ပြည့်เสียညင်းငွေเสียကိုပြောတာမဟုတ်ဘူးအဲ့ဒါလို့ဆင်ញင်စဉ်းစားခြင်းဖြင့်ဘာဖြစ်တယ်ငါကျမ်းမာတယ်ဆိုတဲ့ကျမ်းမာမှုဆိုတဲ့အာရောချမထဒီပေါ်မှာလူတွေဟာရစ်မှုတတ်တယ်ရစ်မှုလာလို့ရှိရင်မကောင်းတာတွေလုပ်မိတတ်တယ်ကျမ်းမာတဲ့အချိန်လေးမှာငါကောင်းတာတွေလုပ်မှဖြစ်မယ်မကျမ်းမာမှုဆိုတာလူတိုင်းစီရောက်လာနိုင်တယ်ရောက်လာမှဖြစ်တယ်ကျမ်းမာတော့ကောင်းတာတွေလုပ်မှပဲလို့ကောင်းတဲ့ဘက်ကိုသုံးချမယ်ဆိုတဲ့အတွေးတွေဝင်လာတော့ကောင်းကျိုးချမ်းသာတွေရတာပေါ့နောက်တစ်ခါလူတွေဟာအသက်ရှင်မှုပေါ်မှာလည်းမန်တက်တယ်ငါဟာအသက်ရှိတယ်အသက်ရှင်အဲ့ဒီအသက်ရှိမှုပေါ်မှာမန်တက်နေတဲ့အခါမှာလည်းငါမသေးဘူးဂျန်တဲ့လူတွေဒါသေတာလို့ဒီလိုစိတ်ထဲမှာဝင်ပြီးတော့သက်ရှင်မှုကိုအကြောင်းပြုပြီးတော့မသေးနိုင်သေးဘူးလို့ဆိုတဲ့မန်တက်မှုတွေကြောင့်မဟုတ်တာတွေလုပ်ပြီးတတ်တယ်ဒါကြောင့်ငါဟာအချိန်မီသေနိုင်တယ်မသေးခင်ကောင်းတာတွေလုပ်မှဆိုတဲ့မှန်ကန်တဲ့အတွေ့တွေးဖို့လိုတယ်အဲ့ဒါလို့တွေးမှကောင်းမြတ်တဲ့အတွေးမျိုးဖြစ်လို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်ဒီလိုဆိုတာနော်အဲ့တော့မှန်ကန်တဲ့အတွေးတွေကိုတွေးဖို့မြတ်စွာဘုရားဟောတာဆိုလိုတာကမြတ်စွာဘုရားတရားတော်ဟာအမှန်တမ်းလက်တွေ့ကြအခုလို့တွေးတာဟာတရားမဟုတ်ဘူးလို့ပြောလို့မရဘူးဒါတရားဆိုတာအဝေးသွားရှားစရာမလိုဘူးမှန်မှန်ကန်ကန်စဉ်းစားတာတရားပဲအဲ့ဒီမှန်မှန်ကန်ကန်တွဲတာကိုပဲမဲ့ခင်၈ပါးတဲ့ကတမ္မာသင်္ကပ္ပလို့ပြောတာမှန်မှန်ကန်ကန်မြင်ပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိပဲဒီလိုဆိုလို့တာအမှန်တွေးတဲ့အခါမှာအမှန်မြင်လာတယ်အမှန်မြင်လာတော့အမှန်လုံးလာဒီလိုဆိုလို့တာတကုနဲ့တကုကဆက်ဆက်လာဒါကြောင့်မို့လို့အမတ်တမဲ့မနေပဲနဲ့ဘဝဆိုတာဟာကျင့်납เสียကောင်းတာတွေရှိတော်လဲမကျင့်납เสียတွေနဲ့နောက်ဆုံးမှရင်ဆိုင်ရတာပဲလို့
ဒီလိုရှုမြင်သုံးသပ်နိုင်လို့ရှိရင်ဘဝရဲ့အာဒီနဝအပြစ်နာစာတွေဒုက္ခဒုက္ခတွေသိရှိလာနိုင်တယ်ပေါ့သိရှိလာနိုင်လို့ရှိရင်ဘဝဟာပျော်စရာကြီးပဲမဟုတ်ဘူးမကျေနပ်စရာတွေလည်းအများကြီးရှိတယ်ဆိုတာသိလာဒီဘဝကြီးကတို့တွေလွတ်မြောက်မှသာချမ်းသာဒုက္ခရမှာဖြစ်တယ်လို့ဒီအတွေးမျိုးလေးတွေးမိလာတတ်တယ်အဲ့တော့နောက်ဆုံးမှာဘဝကလွတ်မြောက်မှုဆိုတဲ့အကျိုးတရားကိုရအောင်ဘုန်းကြီးတို့တွေစ조사အထောက်ချင်တယ်ဆိုတဲ့စိတ်လေးပေါ်လာဒါနိတ္တရဏ exit လို့ခေါ်တယ်ဘယ်နေရာပဲဖြစ်ဖြစ်ထွက်ပေါက်ဆိုတာရှိရထွက်ပေါက်မရဘဲနဲ့ပိတ်မိနေလို့ရှိရင်နော်ဘယ်ပုဂ္ဂိုလ်မှထွက်နိုင်မှာမဟုတ်ဒါကြောင့်မို့အကျဉ်းချက်ကထွက်နိုင်တဲ့ထွက်ပေါက်တွေရှိတယ်အဲ့ဒီထွက်ပေါက်ကဘာလဲလို့ဆိုလို့ရှိရင်တွေ့တာမှုတွေကိုလျှော့ချခြင်းဟာထွက်ပေါက်ပဲတွေ့တာမှုတွေဘဝပေါ်မှာတွေ့တာနေတာကိုလျှော့ချလိုက်တာဘဝရဲ့ထွက်ပေါက်တစ်ခုတွေ့တာပဲဒီလိုဆိုတာဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဘဝတစ်ခုရထားပြီးမှန်မှန်ကန်ကန်တွေးတောဆင်ခြင်တတ်ဖို့ဒါအရေးကြီးဆုံးပဲလူတရားတွေအားလုံးရဲ့တဘာဝကိုကတယောက်တည်းမနေတတ်ဘူးအဖော်နဲ့ပဲနေတယ်တယောက်တည်းနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တောင်မှအတွေးလေးကိုအဖော်ပြုတ်ပြီးတော့နေတယ်နော်တဏှာကိုအဖော်ပြုတ်ပြီးတော့နေတယ်မာနကိုအဖော်ပြုတ်ပြီးတော့နေတယ်နောက်ဆုံးမှာပစ္စည်းပေါ်မှာတွေ့တာတဲ့မာနလူပေါ်မှာတွေ့တာတဲ့မာနဥစ္စာပေါ်မှာတွေ့တာတဲ့တဏှာနဲ့မာနဒါတွေကိုအခြေပြုပြီးငါဟာဆိုတဲ့ဒီဟာပေါ်မှာအကြောင်းပြုပြီးတော့ဖြစ်တဲ့မာနလေးတွေနဲ့ဒီလိုနေသွားကြတာကဲအဲ့ဒါလို့နေသွားတဲ့အခါနောက်ဆုံးအချိန်ရောက်လာပြီဆိုတဲ့အချိန်ယောဂတွေဖြစ်လာပါပြီတဲ့တကယ်ကိုယောဂဖြစ်လာပြီဆေးရုံဆေးကန်းရောက်လို့မသက်သာတဲ့ယောဂဝေဒနာတစ်ခုခံစားရပါပြီရောက်သွားတဲ့ပုဂ္ဂိုလ်တွေဘေးကဆွေတွေမျိုးတွေကအဲ့ဒီအချိန်ကျတော့ဘာလုပ်ပေးကြတော့ဘုန်းကြီးပင်ပြီးတော့ပရိတ်ရွတ်ပေးတာတော့သင်္ကန်းလေးလှူခိုင်းတာတော့အကဲသူ့အချိန်မှာစဉ်းစားကြည့်လိုက်လို့ရှင်သူကိုယ်တိုင်ကိုကယောဂကိုဒုက္ခရောက်နေတဲ့အချိန်မှာပရိတ်ရွတ်ပေးလေသူ့စိတ်ထဲကစိတ်ချမ်းသာမှုရချင်မှရနော်သင်္ကန်းလေးလှူခိုင်းလို့လှူတာလှူကစိတ်ချမ်းသာမှုရချင်မှရအဲ့တော့ဒါမလုပ်ရဘူးမဟုတ်ဘူးလုပ်ရသို့တော့အဲ့ဒီတဲ့ပို့ပြီးတော့ကိုတတိထားဖို့ကပို့အရေးကြီးတယ်ဆိုလိုတာကသူများအလှဲ့တုန်းကကိုကလှုပ်ပေးတယ်ကို့အလှဲ့ကြတော့ဘာလို့အပ်တယ်လဲဆိုလိုတာကလုံးမဲ့လူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေငါဓမ္မကိုအဖို့ပြုတ်ပြီးတော့နေမယ်ဆိုတဲ့ဒီဟာမျိုးဘုန်းကြီးတို့တွေကြွတင်ပြီးတော့လှုပ်တင်တယ်နော်တန်လျာကြီးထဲမှာကြည့်လောကကြီးထဲမှာကြည့်လူတိုင်းဟာမွေးရပါအဖော်ကောင်းတွေရှိတာမဟုတ်ဘူးတချို့ဆိုရင်တူရီတကောင်ကျွဲ့နေရတာတွေရှိတယ်ပေါ့အဲ့လိုတကောင်ကျွဲ့နေရတဲ့အခါမှာမြည်သည့်အဖော်ကမှလည်းမထားနိုင်ဘူးအဲ့ဒီအချိန်မှာဘာကဟာကိုယ့်အတွက်အကောင်းဆုံးလဲလို့ဆိုလို့ရှိရင်တရားဓမ္မဟာကိုယ့်ကိုယ်ကောင်းဆုံးပဲကဲရှင်တိဝိရဲ့မေတော်ကြီးစဉ်းစားပုံလေးကိုစဉ်းစားကြည့်ရှင်တိဝိမေတော်ဟာအမျိုးသမီးလောကမှာဒုက္ခအရောက်ဆုံးအမျိုးသမီးတူပဲရှင်တိဝိလေးကိုဝန်ရတဲ့အခါရှင်တိဝိလေးကိုဝန်ဟာဘယ်လောက်ထိအောင်ကြာတော့ဆို9နှစ်ကြာတယ်နော်9နှစ်ပရိသေနေရတယ်လို့ရှိမှမရှိတာနော်9လလွယ်10လဖွားဆိုတာဒါအများဆုံးပြောကြတာနော်9လတို့6လတို့နဲ့မွေးတာတွေလည်းရှိတာပဲအဲ့တော့ရှင်တိဝိမေတော်ကြတော့9နှစ်တဲ့နဲရမှာမဟုတ်ပဲနဲ့ဒီတရေသားကမဖွားနိုင်ပဲနဲ့9နှစ်ဖြစ်နေအဲ့တော့ဘလောက်ဒုက္ခခံရမယ်ဆိုတာစဉ်းစားကြည့်ပေါ့9နှစ်တရေတည်ပြီးတဲ့အခါမှာဘာဖြစ်ပြန်တော့ဆိုမမွေးနိုင်လို့ဒုက္ခရောက်နေတာ9ရက်တဲ့ကဲမမွေးနိုင်လို့ဒုက္ခရောက်တာ9ရက်ခုခေတ်ကတော့ဤပညာတွေတိုးတက်လာတဲ့အခါကျတော့ဘိုက်ခွဲပြီးတော့မွေးတာမျိုးတွေတော့ရှိနိုင်တာပေါ့နော်အများကြီးတိုးတက်လာတယ်တက်တာတယ်လို့ပြောကောင်းပြောအောင်သို့တော့မရှိတဲ့ခေတ်ရောက်သွားရင်ကံကြမ္မာရဲ့အလှဲ့အပြောင်းမှာခံကြရတာပေါ့ခံရတာကိုချင်းစာကြည့်လိုက်မှဆိုရင်အမတန်မှကြောက်စရာကောင်းတဲ့ဆင်းရဲဒုက္ခကြီးပဲအဲ့ဒါလို့9ရက်တိတိဒုက္ခမြ
ကပ္ပမုံလားလို့ခေါ်တယ်ကိုယ်စိတ်တက်ပြီးတော့နော်ဒုက္ခတွေရောက်မဖွားနိုင်မဲနဲ့ဒုက္ခတွေရောက်တယ်ကဲအဲ့ဒီဒုက္ခကိုစဉ်းစားကြည့်ဘုန်းကြီးတို့တွေသွားကြိုက်တာတော့မနှဲခံသွားကြိုက်ဖူးတယ်တညာလုံးကြိုက်တယ်တညာလုံးကြိုက်ဈေးတော့လည်းမပြောက်နော်ခေါင်းကြိုက်ဖူးတယ်တညာလုံးကြိုက်တယ်နိုးတစ်ချက်အိပ်ပျော်တစ်ချက်နိုးတစ်ချက်နဲ့ကြိုက်နေတာဘယ်နေရာမှမသက်တာကာယကဒုက္ခခံစားလိုက်ရအဲ့ဒါလို့ဒုက္ခရောက်နေတဲ့အချိန်မှာဘာကအကူအညီဖြစ်တော့စဉ်းစားကြည့်အောင်ကိုယ့်အတွက်ဘာကအကူအညီဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာတရားနှလုံးသွင်းလို့ရလာလို့ဆိုမရဘူးအတော်ခက်တယ်တခါတော့ကလွန်ခဲ့တဲ့3နှစ်လောက်ကဘုန်းကြီးတို့နေမကောင်းလို့ဆရာဝန်ကဆေးပေးတာအဲ့ဒီဆေးကိုတောက်တော့တညာလုံးမျက်စိကြောင်ပြီးတော့အိတ်လို့မရအိတ်ဖို့ကြိုးစားတယ်အိတ်လို့မရဘူးအိတ်ဖို့ကြိုးစားတယ်အိတ်လို့မရဒီလိုနဲ့ပဲမိုးလင်းသွားတယ်အိတ်ထားအိတ်တလူလူမအိတ်တလူလူအိတ်မှလည်းမသိရတဲ့အနေထားနောက်ဆရာဝန်တူမေးကြည့်တော့ဒီဆေးကြောင်ဖြစ်တာလို့ဆိုပြီးအဲ့ဒီဆေးဖြတ်လိုက်မှတက်တာပါအဲ့ဒါလို့ဒုက္ခခံစားကြရတာတွေလေဘဝမှာအတွေ့အကြုံတွေရှိတာနောက်ခေါင်းယောဂဆိုတာလေခံစားဘူးတာခေါင်းယောဂဖြစ်ပြီဆိုလို့ရှိရင်ခြေထောက်ဟာဘယ်ထားရမှမသိဘယ်နေရာထားလို့မှမသက်တာခေါင်းမောတင်ထားလဲနာတာပဲအောက်ချထားလဲနာတာပဲဘယ်လိုထားနာနေတာအမြဲတမ်းအဲ့ဒီနာနေတဲ့ဒုက္ခဘယ်လိုလုပ်ပြီးတော့ချိန်မိတ်ခံရတော့ဆိုဒီလိုပဲဆေးလေးတောက်လိုက်ချိန်မိတ်ပြီးတော့ဒီလိုနေဓမ္မအဖို့နဲ့မလုံနိုင်ရင်ဒီဒုက္ခကြီးတန်းလန်းနေပဲမိုးလင်းရပြန်တာပဲပေါ့ကဲအဲ့ဒါလိုဒုက္ခတစ်ခုဘုန်းကြီးတို့ရောက်သွားမှတ်သလားဆိုတော့မမှတ်ဘူးတော့ဒုက္ခရောက်တုံးတော့မဲ့ရွက်ပြီးတော့နေတာပြီးတော့ပြုံနဲ့လုံနေပြန်ရောအမှန်သားမရှိဘူးဒီတစ်ခါဒုက္ခလွတ်သွားနောက်တစ်ခါကျတော့ဒီလိုပဲနေအောင်မှာပဲလို့ထင်တယ်အမှန်သားရှိလားမရှိဘူးပြောနေပြန်ဒီခန္ဓာကိုယ်ကြီးနဲ့ပြန်ပြောနေပြန်ကဲအဲ့ဒါလို့ဒုက္ခရောက်လာပါပြီတဲ့ရောက်လာတဲ့အခါမှာဘယ်လိုနှလုံးသွင်းရမလဲဆိုတာရှင်သေဥလိမေတော်ဒုက္ခရောက်တဲ့အခါမှာသူနှလုံးသွင်းပုံလေးရတယ်အတုခိုးစရာကောင်းတယ်ပေါ့သူ့မှာအမတမဒုက္ခကြီးတယ်ဒါသူဟာတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တရားမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ဖြစ်တယ်သုပ္ပဝါဒလို့ခေါ်တယ်သူ့နာမည်ကောလိယမင်းမျိုးတွေကဒီတာခိယနဲ့ကောလိယဆိုတာဆွေမျိုးတွေပဲကောလိယမင်းသမီးသုပ္ပဝါဒအိမ်တော်ရသားကြားတဲ့အခါရှင်သေဝလီလေးကိုဝန်နဲ့9နှစ်ကြည့်တိကိုဝန်ဆောင်ရပြီးတော့9ရက်တိတိမမွေးနိုင်မဲ့နဲ့ဒုက္ခခံအဲ့ဒါလို့ဒုက္ခခံနေရတဲ့အချိန်မှာသူဘာတွေတွေးတုံလို့ဆိုဘာတွေတွေးတုံသူတွေးပုံတွေကအမှန်တမ်းကောင်းတယ်မြတ်စွာဘုရားဟာတကယ်ကိုသမ္မာသမ္ဗုဒ္ဓအစစ်ဖြစ်ပါပေတယ်ငါခံနေရတဲ့ဒုက္ခမျိုးတွေကိုဖယ်ရှားဖို့မြတ်စွာဘုရားတရားကိုဟောပေးတာတကယ်ကိုသမ္မာသမ္ဗုဒ္ဓဒီလိုဒုက္ခမျိုးတွေမြင်ပါပေတယ်သမ္မာသမ္ဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဟာတကယ်သမ္မာသမ္ဗုဒ္ဓအမှန်သိတဲ့ဘုရားဖြစ်ပါပေတယ်ယောဣမတ္တဒုက္ခတပဟနာယဓမ္မန္တေတိဒီလိုဒုက္ခမျိုးတွေမဖြစ်ပေါ်ဖို့မြတ်စွာဘုရားကတရားတွေဟောနေတာဘုရားတရားအတိုင်းလိုက်နာကျင့်သုံးလို့တန်တရားဝတ်ထဲမှာဒီခန္ဓာကြီးမရတော့ဘူးဆိုရင်ဒီဒုက္ခမျိုးမတွေ့တော့ဘူးလေအဲ့ဒီလိုဒုက္ခတွေမရောက်စေခြင်းလို့မြတ်စွာဘုရားကမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့မတ္တရားဖို့တရားတွေမဂ္ဂင်၈ပါးအကျင့်တရားဖြင့်ရနိုင်တဲ့မတ္တရားဖို့တရားနိဗ္ဗာန်ဆိုတာတွေကိုဟောတာအဲ့တော့ခန္ဓာကိုယ်ရထားလို့ရှိရင်ဒုက္ခတွေခံရမှာပဲ။အော်မြတ်စွာဘုရားဟာဒီလိုဒုက္ခတွေမြင်လို့တို့ဒီဒုက္ခတွေကိုဖယ်ရှားဖို့ရအတွက်တရားဟောတာပါလို့ဆိုဘုရားကိုအာယုံပြုပြီးသူဒုက္ခကိုအောက်ခံတစ်ခုနောက်တစ်ခုကြတော့တန်ဃာတွေရဲ့ခုံကိုအာယုံပြုလိုက်တယ်။အော်သုပ္ပတိပန္နောဝတ္တဘဂဝတောတာဝကတန်ဃောမြတ်စွာဘုရားရဲ့တပိတာဝကအရိယာပုဂ္ဂိုလ်တွေဟာတကယ်ကိုမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လန်းပြီးဖြစ်ကြပါတယ်။ဘာဖြစ်လို့လဲသူတို့ဟာအခုလိုဒုက္ခမျိုးတွေနဲ့မကြုံအောင်ကျင့်နေကြတာဟုတ်တယ်ဘ
န်းကြီးတို့တွေကဒီဒုက္ခကိုပဲသဘောကျနေတယ်လို့မကျင့်နိုင်ကြသေးတာပေါ့မကျင့်နိုင်သေးလို့ရှိရင်ဒီဒုက္ခမျိုးတွေပြန်ရနေကြအောင်ပါပဲဟောအရိယသူတော်စင်တွေကြတော့ဒီလိုဒုက္ခမျိုးတွေကိုမျှော့တွေးပြီးဒီဒုက္ခမျိုးတွေနောက်ထပ်မရချင်တော့မရချင်လို့ဒုက္ခတွေကလွတ်ရလွတ်ကြောင်းအကျင့်ကိုကျင့်ရှင်သာရိပုတ္တရာမထေရမြတ်ကဆိုရင်ဘယ်လိုပြောလဲဆိုရင်ဘာရီတောဘဝဘာရီဘဝရဲ့ဝန်တုပ်ဝန်ပူကြီးဟာအလုံးကိုဝန်ပြပါတယ်အမတန်မှလေးလံလာခိရိဥစ္စာရိတောယထာတောင်ကြီးကိုရွက်ထားရသလိုကိုဘဝဟာလေးလံလာတယ်လို့ညှဉ်းညူပြီးတော့ပြောတာဘဝကြီးဟာကြောက်စရာကြီးကောင်းတယ်ရှင်သာရိပုတ္တရာမထေရမြတ်ဟာလေပြိဋိဘံစံတဲ့အခါမှာဒီယောဂမဖြစ်ဘဲနဲ့အေးချမ်းချမ်းပြိဋိဘံစံရတာမဟုတ်ဘူးနော်သူကသူပြိဋိဘံစံရတော့မယ်အသက်အကျွင်းဟာ9ရက်ပဲကျန်တော့တယ်လို့ဆိုတဲ့သိတဲ့နေ့တစောင်းဘုံလာစမ်းမှာနော်လာပြည့်မတိုင်ခင်9ရက်ကြိုပြီးတော့သိအဲ့လိုသိတာနဲ့ဘုရားစီခွင့်တောင်းပြီးမေတော်ကြီးကိုတရားဟောခြင်းလို့ဆိုပြီးတော့တနေ့တယူဆနာတနေ့တယူဆနာနဲ့ကုန်းချောင်းလျှောက်ပြီးတော့သွားရှာတာသူဇာတိရွာဇာတိရွာကနာလကလို့ခေါ်တယ်အခုနာလန္ဒတက္ကသိုလ်ရှိတဲ့နေရာမဟုတ်ဘူးအဲ့ဒီနဲ့အနီးပါးဖြစ်ကောင်းဖြစ်လိမ့်မယ်နာလကဆိုတဲ့ရွာကြွသွားအဲ့ဒါလို့ကြွသွားတာတနေ့တယူဆနာနာနာနေနေနဲ့သွားအဲ့ဒီတော့ကချမ်းချမ်းမာမာကြီးပဲအေးတစောင်းမုံလာပြီညနေပိုင်းရောက်တဲ့အခါကျတော့ရောက်သွားတယ်9ရက်သွားလိုက်တော့ရောက်သွားတော့တခြားနေရာမှာမတဲဘူးသူမွေးတဲ့အခန်းအဲ့ဒီအခန်းကိုတန်ရှင်းရေးလုပ်ပြီးတော့အဲ့ဒီမှာသူတိတ်တညာချင်းမယ်အိမ်မှာပဲပြန်တညာအိတ်မယ်လို့ပြောတယ်အဲ့ဒါနဲ့သူ့တူတွေဆွေမျိုးတွေကအဲ့ဒီအခန်းကိုပြင်ဆင်ပေးကြတယ်ကြာရှင်သာရိပုတ္တရာအဲ့ဒီကိုကြွပြီးတော့တညာချင်းမေတော်ကြီးကဖရာတရားတန်ခါမယုံကြည်ဘူးဗြဟ္မာကိုးကွယ်နေတာသူဗြဟ္မာမင်းကြီးကိုပဲအထင်ကြီးတယ်ကောင်းငင်ကုန်ပဲမော့ပြီးတော့ဆူတောင်းနေတော့မှရှိသေးတယ်နော်အဲ့ဒီနေ့ရောက်တဲ့အခါကျရဟန်းတန်ခါတွေကိုဆုံးမဩဝါဒပေးလို့ပထမယံပြီးတာနဲ့တန်ခါတွေကိုသတင်းသုံးဖို့နေရာတွေပြန်လွတ်လိုက်တဲ့အချိန်လေးမှာဘာဖြစ်လာလဲဆိုယောဂဖောက်လာဝန်းစာလျှောတော့တာသွေးဝမ်းနဲ့သွားတာအဲ့ဒီချိန်နော်ဘလို့တက်တာသွားတာမဟုတ်ဘူးခဏခဏညီတော်စုံနာကတအိုးပြီးတအိုးပြီးတအိုးဝန်းကဒလဆက်သွားနေတာဆိုတော့သွေးတွေပါလာတဲ့သွေးဝမ်းသွန်တဲ့ယောဂမျိုးဖြစ်လာအဲ့ဒီမှာညတကောင်ရောက်တဲ့အခါကျတော့ဝင်းဝါဝါနဲ့အကြလေးမျက်နှာကအလင်းရောင်ကြီးတွေပေါ်လာပြီးတော့လာကြတယ်လာပြီးတော့ဥတိုက်ကြတယ်ရှ िख ိုးကြတယ်ဓမင်းကြီး၄ပါးလာတယ်တရားမင်းကြီးလာတယ်ဗြဟ္မာမင်းကြီးတွေလာတယ်မေတော်ကြီးကစိုးရင်တကြီးကြည့်ငါသားရဲ့အခြေအနေသိပ်မကောင်းဘူးဘလို့နေတော့ဒုက္ခတွေရောက်နေတယ်နေမကောင်းဘူးဆိုတာသိတယ်နော်သို့တော်ဒီအလင်းရောင်ကြီးတွေခါတိုင်းမဖြစ်ဘူးအိမ်ထဲမှာလာလိုက်တာအလင်းရောင်ကြီးတွေခဏခဏဖြစ်နေတယ်ဘာတွေလဲလို့တညာလုံးမအိပ်ရသူကလည်းစိုးရင်တော့ကလည်းကြည့်ရိတ်ချစ်နည်းနည်းမိုးလင်းကနေရောက်တဲ့အခါကျညကလာတာတွေကိုလာစုံစမ်းတာဘသူတွေလာဘာတွေတဲ့အလင်းရောင်ကြီးတွေတွေ့တာဆိုတော့ပြောပြတယ်တရားမင်းကြီးလည်းလာတယ်နောက်ဆုံးလာပြီးတော့ဒီကြော့ကြဗြဟ္မာမင်းကြီးလည်းလာတယ်အဲ့ဒီကြတော့မှငါသားကတကူကြီးလာပေါ့သူကိုးကွယ်တဲ့ဗြဟ္မာကြီးရဲ့တောင်လာတွေ့ရတယ်သူ့ကိုလာကြော့ရတယ်ဆိုတော့မှအဲ့ဒီအချိန်မှာအထင်ကြီးလာပြီဆိုမှသူတရားသူသားတရားနာတော့တာနော်လူဆိုတာတော်တော်ခက်တယ်သူကငကိုယ်တော့အထင်ကိုမကြီးတာသူသားအထင်မကြီးုံနဲ့မကဘူးသူတော်တော်ဆိုးတယ်ပေါ့အိမ်ကကလေးတွေလည်းအကုန်ထုတ်သွားတယ်အမြင်ကတ်တယ်သူဘာလို့တော့ဆိုရှင်သာရိပုတ္တရာသူ့ညီတွေညီမတွေအကုန်ခေါ်ပြီးသင်္ကန်းဝတ်ပေးထားတာဟိုတယောက်မှမကြံဘူး9ယောက်ရှိတယ်9ယောက်စလုံးအကုန်လုံးသာသနာပေါင်းရောက်သွားကြအဲ့တော့အဖွားကြီးကမကျေနပ်ဘူးအိမ်ပြန်လာတော့တောင်မှအသက်ကြီးမှဘာလာလောက်ပြန်တာတော့နဲ့စိတ်ကအဲ့လိုထင်နေတာအဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာရဲ့အသက်85နှစ်ရှိ85နှစ်အရွယ်လောက်ရောက်လာမြတ်စွာဘုရားတဲ့9နှစ်လောက်
ငယ်တယ်ပေါ့ရသော်ဗျာတက်တော်80ရှိပြီပေါ့အဲ့ဒီမှာအသက်ကြီးခါနေမှာဘာအိမ်ပြန်လာတာတုံးလို့အပြစ်တင်ညင်နေတာနောက်ဆုံးမှာဓမ္မတွေလာတယ်ဆိုတာသူကိုယ်တိုင်လည်းမျက်စိနဲ့အလင်းရောင်တွေမြင်ရတယ်အဲ့ဒါတွေကိုပြောပြတဲ့အခါမှာစိတ်ဝင်စားလာတော့မေတော်ကြီးကိုတရားဟောတာအဲ့ဒီကြတော့မှမေတော်ကြီးကအာယုံမတက်ခင်သောတပန်ဖြစ်သွားရှင်သာရိပုတ္တရာမထေရကလည်းတညာလုံးယောဂတံခံစားရပြီးတဲ့အခါနည်းနည်းမိုးတော့အလင်းလဲရောက်ရောဒီယောဂတံဘာနဲ့ကြိတ်မိတ်ခံတယ်လဲလို့ဆိုတဲ့အခါမှာကြည့်တမဘဝင်စားနော်တမာတိစွမ်းအားနဲ့ယောဂကိုမိတ်ထားတယ်တမာတိစွမ်းအားနဲ့ယောဂကိုဖယ်ထားတာအဲ့ဒီတမာတိစွမ်းအားနဲ့နေသည့်အတွက်ကြောင့်အမတန်ပြင်းထန်တဲ့ယောဂဝေဒနာသူ့အတွက်ပြင်းထန်တယ်လို့မထင်ရလောက်အောင်နေနိုင်ထိုင်နိုင်ရှိသွားတယ်ပေါ့အဲ့ဒါဟာဓမ္မကိုအဖော်ပြုထားလို့ဒီလိုနေရာမျိုးမှာဓမ္မကိုအဖော်ပြုပြီးတော့နေလို့ချမ်းသာတာအဲ့တော့နောက်ဆုံးရှင်သာရိပုတ္တရာမထေရဟာနည်းနည်းမိုးတော့အလင်းလဲရောက်ရောပြိဋိဘံစံသွားတယ်အဲ့တော့လူတိုင်းဟာနောက်ဆုံးအချိန်ဆိုတဲ့ဒီလိုဒုက္ခတွေရောက်နေတဲ့အချိန်မှာအခုလိုတရားဓမ္မတွေကိုကျင့်ကြံကြိုးကုပ်အားထုတ်တာဒီလိုဒုက္ခတွေခံနိုင်အောင်လို့တရားထုတ်တာဒီတရားကလွဲပြီးတော့အဲ့ဒီအချိန်မှာခံနိုင်စရာဘာတစ်ခုမှမရှိဘူးအဲ့ဒီအချိန်မှာအားကိုးရမလားတရားမင်းကြီးလာလို့ဆေးပေးသွားသလားမပေးဘူးဗြဟ္မာမင်းကြီးတွေလာလို့မန်းမှုတ်သွားလားမဟုတ်ဘူးဘယ်သူမှမကူနိုင်ဘူးနော်သဘာဝအဲ့တော့ကိုတရားသာလဲကိုအားကိုးရကျန်တဲ့အဖို့တွေကလာပြီးတော့ယောဂမေးုံလောက်သာမေးနိုင်တာဘယ်သူကမှဝင်ပြီးတော့မျှပြီးတော့ဒီဒုက္ခတွေတတ်တောင်လုံးမပေးနိုင်ဘူးနောက်ဆုံးအချိန်မှာအဲ့ဒါကြောင့်မလို့ဓမ္မကိုအဖို့ပြုရမယ်လို့ဆိုတာအဲ့ဒါကိုပြောတာပေါ့နော်နောက်ဆုံးအချိန်အဲ့တော့ရှင်သေဝလိမေတော်ဟာလည်းပဲဒီလိုရှင်သာရိပုတ္တရာတို့လိုစံနမူယူရမယ့်တန်ဃာတွေကိုချိပြီးတော့သုပ္ပတိပန္နောဝတ္တဘဂဝတောတာဝကတံမြတ်စွာဘုရားရဲ့တတိတာဝကတန်ဃာတွေဟာတကယ်ကိုမှန်ကန်တဲ့အကျင့်ကျင့်ပါပေတယ်ဒီလိုဒုက္ခတွေကင်းအောင်သူတို့ကျင့်နေကြတာပါလားယောဣမတ္တဒုက္ခတပဟာနာယပฏิပန္နောဒီလိုဒုက္ခတွေကင်းတော့အောင်ကျင့်ငါလိုဒုက္ခတွေမရောက်တော့ဘူးတန်ဃာကုံကိုအာယုံပြုတာနောက်တစ်ခုသူအာယုံပြုပြီးတော့သူတွေးတဲ့အတွေးလေးတစ်ခုကပါတော့သူတုခံဝတ္တတံနိဗ္ဗာန်ယထဣရိတံဒုက္ခံနဝိသတိနိဗ္ဗာန်ဆိုတာဒီလိုဒုက္ခမျိုးမရှိဘူးခုငါခံစားနေရတဲ့ဒုက္ခမျိုးဟာနိဗ္ဗာန်မှာမရှိဘူးဆိုပြီးတော့နိဗ္ဗာန်ဟာသိချမ်းသာတာပဲလို့နိဗ္ဗာန်ရဲ့ခုံကိုအာယုံပြုကဲအဲ့တော့ဘုန်းကြီးတို့သုဘဝါဒရဲ့ဒီနှလုံးသွင်းတရားဟာဘလောက်ကောင်းလို့ကိုယောဂဝေဒနာဖြစ်လာတဲ့အခါမှာဒီလိုနှလုံးသွင်းနိုင်ဖို့ဒါအရေးကြီးတာအရေးကြီးဒါကြောင့်အမြဲမပြတ်နှလုံးသွင်းနေရအမြဲမပြတ်နှလုံးသွင်းနေရဒုက္ခလေးဖြစ်လာလို့ရှိရင်ယောဂဆိုတာတခါတရံကြလို့ရှိရင်တချို့ယောဂတွေက incurable ပေါ့လေကုလို့မရတချို့ယောဂကတော့မျောလင်းချက်ရှိသေးတယ်ကုလို့ရတယ်လို့ပြောcurable incurable အဲ့တော့ incurable ဖြစ်နေပြီဆိုရင်ဘယ်လိုနေမလဲကိုယ်ကလည်းသိနေပြီဒီယောဂကိုသိနေပြီဆိုရင်စိတ်ညစ်နေမလားမိသားစုနဲ့ခွဲရတော့မှအတွက်ဝမ်းနည်းနေမလားခြေကွဲနေမလားဆိုတာတွေနဲ့ဒီလိုနဲ့ဝမ်းနည်းခြေကွဲပြီးဘဝတစ်ခုကိုဆုံးသက်သွားမှာလားဆိုရင်ကိုယ့်အတွက်ရှုံးသွားတာပဲအဲ့ဒါဘာဖြစ်လို့တော့ဆိုတော့ဓမ္မကိုအဖော်မပြုခဲ့သည့်အတွက်ကြောင့်ဒီအရှုံးတွေနဲ့ရင်ဆိုင်ကြရတာဒါမို့ဓမ္မကိုသာအကယ်၍အဖော်ပြုမယ်ဆိုလို့ရှိရင်အခုသုဘဝါဒစဉ်းစားတယ်လို့ဓမ္မကိုစဉ်းစားနော်အဲ့ဒါလို့စဉ်းစားဖို့လိုတယ်ပေါ့စဉ်းစားမှုတွေဟာစွမ်းအားကောင်းလာအောင်ပြုတင်ပြီးတော့စဉ်းစားခန္ဓာကြီးရတိုင်းဒီဒုက္ခမျိုးတွေဟာခံရမှာပါလားလို့ဒီလိုအတွေးမျိုးလေးတွေနဲ့တွေးပြီးတော့ယောဂရဲ့ဝေဒနာရဲ့တက်တန်မှုရရှိဒါကတမန်အတွေးလေးနဲ့ယောဂကိုခံခုခံပြီးတဲ့ကိုယ်တိုင်ကလေ့ကျင့်ထားလို့တမာရီစွမ်းအားတွေမြင့်လာပြီဆိုတဲ့အချိန်မှာဆိုရင်ရှင်သာရိပုတ္တရာမထေရမြတ်တို့လို
ယောဂဝေဒနာရဲ့ဓာတ်ကိုတမာပတ်စွမ်းအားနဲ့ခုခံပြီးတော့နေလို့ရဘလောက်ယောဂဖြစ်ယောဂမရအောင်တမာပတ်စွမ်းအားနဲ့ခံထားတယ်ခံထားသည့်အတွက်ကြောင့်ဒီယောဂဝေဒနာဟာနာကျင်နှိမ့်ဆက်မှုမရှိတော့နာကျင်နှိမ့်ဆက်မှုမရှိပဲနဲ့တရားနိဗ္ဗာန်ကိုအာရုံပြုပြီးတော့အေးချမ်းစွာနေနိုင်သွားတယ်ပေါ့သို့မဟုတ်လို့ရှိရင်လောကမှာဓမ္မမရှိတဲ့အဖို့မပြုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကဝမ်းနေခြင်းကြေကွဲခြင်းနဲ့ပဲဆုံးသတ်သွားတယ်ပေါ့လူဆိုတာမျောလင်းချက်ကလေးတွေရှိတယ်ကိုယ့်ကိုယ်အသက်ရှင်မယ်လို့မျောလင့်မိမယ်လို့ရှင်ကျင်မှရှင်တာလေအဲ့တော့နောက်ဆုံးအချိန်မရောက်ခင်ဘုန်းကြီးတို့တွေဟာနောက်ဆုံးထွက်သက်ကလေးဝင်သက်ကလေးနဲ့ထွက်သက်ကလေးမရောက်ခင်ကိုလုံးဝမဲ့ဓမ္မအခုကလေးကအဖို့ပြုတ်ထားဖို့ဆိုတာဘယ်သူမှအသက်ရှင်နေသေးတယ်ဆိုရင်နောက်ကျပဲလို့ပြောလို့မရဘူးပေါ့မြတ်စွာဘုရားသခင်ကိုရမြတ်ကိုချီအောင်မလားစံနမူနာတစ်ခုအနေနဲ့ကြည့်မြတ်စွာဘုရားသခင်ကိုရမြတ်တက်တော်80ပြိဋိဘံစံဖို့အတွက်10လလောက်ပဲကြံတော့တဲ့အချိန်မှာယောဂဝေဒနာအကြီးအကျယ်ဖြစ်လာအင်တမပြင်းထန်တဲ့ယောဂပဲတေဆုံးခြင်းဆိုတဲ့အနေအထားမျိုးကိုကတ်သွားတဲ့ယောဂမျိုးလို့ဒီလိုဆိုလို့အဲ့ဒီလိုယောဂဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကမစဉ်းစားတော့ဆိုအခုချိန်ငါပြိဋိဘံဆံလိုက်လို့ရှိရင်နောက်10လကြာမှတရားဥတရားမြတ်ရနိုင်တဲ့မကျူးဝဖြစ်မဲ့သူပတ္တရှိငါပြိဋိဘံဆံသွားရင်သူတရားဥတရားမြတ်ရဖို့ခက်သွားအဲ့တော့ခုဖြစ်ပေါ်လာတဲ့ယောဂဝေဒနာကိုငါဟန်တားထားမယ်ဆိုပြီးတော့အာယုသင်္ခါရဖလတမဘတ်လို့ခေါ်တယ်အာယုသင်္ခါရဖလတမဘတ်ဆိုတာအသေးစိတ်ဝိပဿနာရှုပြီးတော့တကယ်ကိုစနစ်တကျဝိပဿနာကိုအလုံးကိုထက်ထက်မြက်မြက်ဝိပဿနာတွေရှုပြီးတော့တမဘတ်ဝင်စားလိုက်တာယောဂဝေဒနာတွေဟာလုံးဝပျောက်သွားတယ်နလန်ထသွားတယ်မြန်မြန်ကြီးအဲ့ဒါကိုအာယုသင်္ခါရဖလတမဘတ်လို့ခေါ်တယ်အဲ့ဒီအသက်ကိုပြန်ပြီးတော့ထိန်းချောင်းထားတဲ့ဖလသမဘဘာဖြစ်လို့အသက်ကိုထိန်းထားရသလဲဆိုရင်သူပတ္တအတွက်ငဲ့ခုချိန်ပြိဋိဘံဆံလိုက်လို့ရှိရင်သူပတ္တနဲ့လွဲသွားသူပတ္တကိုခုချိန်သွားတရားဟောလို့လေကျွတ်တရားရမှာမဟုတ်လူဆိုတာအချိန်တန်မှရတာလေအေးမြတ်စွာဘုရားသခင်ကိုရောမြတ်အဋ္ဌိပတ်၄ပါးလို့ဆိုတဲ့သန္တဝိရိယဝိမာန်တစိတ်တာလို့ဆိုတဲ့စိတ်စွမ်းအားတွေတိုးမြင့်ထားပြီးတော့ယောဂဝေဒနာကိုတက်တောင်လုပ်ထားပြီးတော့10လတိတိနောက်ထပ်နေသွားတာတဲ့အဲ့ဒီလိုဟာမျိုးဘုန်းကြီးတို့တွေဘာလုပ်ရမလဲခုနကယောဂဝေဒနာနဲ့ကျုံလာတဲ့အခါသုပ္ပဝါဒမင်းသမီးကြီးရဲ့နှလုံးသွင်းနည်းမျိုးလို့နှလုံးသွင်းမလားသို့မဟုတ်ထက်လေဝင်လေလေးမှတ်ပြီးတော့ထက်လေဝင်လေလေးပေါ်မှာတတိကပ်ပြီးတမာတိစွမ်းအားတွေရအောင်ကြိုးစားပြီးတော့နေမလားတခုတော့ဘုန်းကြီးတို့တွေရှာထားကြရမှာဖြစ်ပါတယ်စဉ်းစားဆင်ခြင်မှုတောကဆိုတာဘယ်လိုဟာမျိုးကြမှာတောကဖြစ်တာတုံးဆိုရင်ငါတရားတော့မှာဆိုတဲ့ငါဆိုတဲ့အတွေးနဲ့ငါဘဝကြီးပြီးတော့မှာလို့ငါဘဝဆိုတဲ့အတွေးငါနဲ့ငါဟာလို့ဆိုတာကိုမတွေးတော့ပဲနဲ့ခုခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကြီးဟာဒုက္ခတွေခံနေရပြီဒီခန္ဓာ၅ပါးကြီးဟာမကြခင်ချုပ်ပြောက်သွားတော့မယ်အစိရံဝတ္တယံကာယောပထဝေအဋ္ဌိတတတိဒီခန္ဓာကိုယ်ကြီးဟာမကြခင်ပဲမြေကြီးထဲရောက်ရတော့မယ်ဒီလိုတွေးခန္ဓာပဲငါတရားပဲလို့မတွေးဘူးနော်တရားနဲ့ကြတော့ငါဆိုတာတခုမှမရှိပါလားသူခန္ဓာပဲရှိတာပဲမြတ်စွာဘုရားဟောထားတယ်သင်္ခါရတရားဆိုတာဖြစ်ပြီးပြတ်သွားမှာပဲအဲ့တော့ငါကထင်နေတာငါယောဂခံနေရတယ်လို့ထင်တယ်ငါသားငါသမီးတွေငါပစ္စည်းတွေနဲ့ခွဲရမယ်လို့ငါထင်နေတယ်မဟုတ်ဘူးငါဆိုတာတခုမှမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးဆိုတဲ့ဒီအတွေးလေးတွေတွေးနေတာကဒါဝိပဿနာနဲ့ဆက်ဆက်တဲ့အတွေးလေးအဲ့ဒီအတွေးတွေကလည်းတောကကိုရောချစေနိုင်ပါတယ်နော်တောကကိုရောချစေတတ်တဲ့အတွေးတွေအဲ့ဒီလိုမဟုတ်ဘဲနဲ့ငါမှခံစားရလေခြင်းလို့ဆိုရင်တောကလာပြီငါမှဖြစ်ရလေခြင်းဆိုရင်တောကလာငါဒီတောင်ကကြော်တော့မှမဟုတ်ပါဘူးဆိုရင်လေ
တောကတွေဝင်လာပြန်ငါဆိုတဲ့အတွေ့ကိုမတွေ့ပဲနဲ့ယုံနာခန္ဓာဆိုတာဘဝတစ်ခုဆိုတာအဆုံးသတ်မှကြည့်ပဲငါလည်းမရှိဘူးငါဟာလည်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်တာဖြစ်နေတဲ့အရာပေါ်မှာငါခရူးဆိုင်เสียမလိုဘူးငါခရူးဆိုင်ရမှာကဘာလဲလို့ဆိုရင်ငါရဲ့တဏ္ဍာမှာရှိတဲ့တတိတရားတွေဝီရိယတရားတွေပညာတရားတွေထက်သန်အောင်ခရူးဆိုင်ရမှာလို့ဒီလိုအတွေးမျိုးနဲ့တွေးလို့ရှိရင်လေဒါဓမ္မကိုဖော်ပြတယ်လို့ဒီလိုဆိုရတာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်တော့ခုနကအင်မတန်မှကြောက်เสียကောင်းတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်တယ်တခါတရံဘဝဆိုတာအင်မတန်မှကြောက်เสียကောင်းတတိကောင်းကောင်းနဲ့အေးချမ်းချမ်းနဲ့တည်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေမရှိဘူးလားရှိတယ်ဟောတရားလေးနှလုံးသွင်းပြီးတော့အေးချမ်းချမ်းနဲ့တည်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သို့တော့တခါတရံကြလို့ရှင်တတိတွေလက်လွတ်ဖြစ်ပြီးတော့တည်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်စကိုင်းတောင်ရိုးမှာဆိုလို့ရှင်ဆရာတော်တစ်ပါး2 နှစ်နိဗ္ဗာန်အဆိုင်မဖြစ်ပြီးတော့ဘာမှကိုမသိတော့တဲ့အနေထားဒီလိုဖြစ်ပြီးတော့မှနောက်ဆုံးဘဝတစ်ခုဆုံးသတ်သွားတယ်ဘဝဆိုတာဘလို့မှပြောလို့မရကြောက်เสียအမတန်ကောင်းအဲ့ဒီဆရာတော်ဆိုတာနိုင်ငံကျော်ဓမ္မဂတိကပဲနော်မြန်မာနိုင်ငံအနှံ့လှည့်ပြီးတော့တရားဓမ္မတွေခေါ်ပြောလာတယ်ပေါ့နောက်ဆုံး2 နှစ်ကျော်ဘာမှကိုမသိတော့တဲ့အနေအထားမျိုးဖြစ်ပြီးတော့သွားတယ်နောက်တစ်ခါတွေ့သေးတယ်စကိုင်းမြို့မှာတခါကြီးတယောက်လူကြည့်တော့ကြမ်းကြမ်းမှဘာဖြစ်လဲဆိုရှားကိုလေဖြတ်တာစကားမပြောနိုင်ရှားကိုလေဖြတ်တာစကားပြောကြလို့မရအဲ့ဒါမျိုးကလည်းပဲဘာကိုဖြစ်စေတုံးဆိုလို့ရှိရင်ဒေါသကိုဖြစ်စေတယ်ပြောခြင်းနဲ့ပြောလို့မရဘူးဘေးကလူတွေကိုအာမလို့အာမရဖြစ်တယ်ဒုက္ခတွေရောက်အဲ့ဒီလေဖြတ်တာဒီကိုပြောခြင်းအတန်းနဲ့ပြောလို့မရဘူးလှုပ်ခြင်းအတန်းနဲ့လှုပ်လို့မရဘူးဆိုတဲ့အချိန်မှာဓမ္မကိုအဖော်မပြုတ်နိုင်ဘူးဆိုလို့ရှိရင်တော်ကိုဒီစိတ်တော့ကရောက်မဲ့အဖြစ်မျိုးတွေပဲနော်ဒါဖြစ်လို့တော့ဆိုတော့ကိုကလှုပ်ချင်တာကတခြားနော်ဘေးကလူတွေကနားမလဲတော့လှုပ်ပေးတာကတခြားဆိုဒုက္ခတွေဘလောက်ရောက်မလဲဆိုအဲ့ဒီအချိန်မှာကိုယ်ဆန္ဒတွေကိုဦးစားမပေးနဲ့တော့နော်ဘာကြီးပဲဖြစ်ဖြစ်ဓမ္မနဲ့ပဲနေမယ်အချိန်ကြီးတည်ခြင်းတဲ့အချိန်သေးပါစေတရားကိုပဲနှလုံးသွင်းနေမယ်ဆိုတဲ့အနေအထားမျိုးကိုယ့်ကိုစိတ်ဒုံဒုံချနိုင်မှမချနိုင်ဘူးဆိုလို့ချင်းဒေါသတွေဖြစ်ချို့ဆိုဒေါသတွေဖြစ်ပြီးတော့အဲ့လိုနေဟိုးအမေရိကမှာနေတဲ့တက္ကကြီးတယောက်ဆိုရင်ဘလောက်ဝမ်းနည်းစရာကောင်းတော့ဆိုလေဖြတ်သွားတာပထမခြေထောက်တွေလက်တွေလေဖြတ်သွားနောက်ဆုံးဖြတ်လိုက်တာဘယ်ထိအောင်ရောက်သွားတော့ဆိုမျက်တောင်ကလေးပဲပုဂ္ဂလမျက်တောင်လေးပဲခတ်နေတာဘာမှမပြောနိုင်တော့အဲ့ဒီရောက်တဲ့အခါသွားပြီးတော့မိတ်ဆွေသင်္ကားတွေကသွားပြီးလူမမာမေးတဲ့အခါကျတော့မျက်တောင်ကလေးခတ်ပြီးချီရင်ကမျက်တောင်ကလေးကြားတဲ့ကမျက်ရည်ကလေးတွေကပေါက်ခနဲ့ထွက်လာကဲသူဘယ်လိုခံစားနေရမလဲဆိုတာစဉ်းစားကြည့်ကဲဘုန်းကြီးတို့တွေအဲ့လိုမပြောနိုင်မဆိုနိုင်အတိလည်းရှိနေသေးတယ်ခံစားနေရတယ်ဆိုရင်ဘာနဲ့နေကြမလဲပေါ့အဲ့ဒါလို့မျက်ရည်ကျဖို့ရဘာကြောင့်မျက်ရည်ကျနေရသလဲစဉ်းစားကြည့်ရအောင်နော်အဲ့တော့ဖြစ်ဖို့ရတော့အရေးကြီးဆုံးကဘာလဲလို့ဆိုရင်တရားနဲ့ပဲနှလုံးသွင်းပြီးတော့နေမယ်မသေးခင်ကပဲတရားကိုနှလုံးသွင်းပြီးတော့အကယ်၍များနေနိုင်မယ်ကိုယ်ဆန္ဒတွေကိုရှေ့တန်းမတင်မဲနဲ့ကိုယ့်ရဲ့ပြုစုတဲ့ပုံကိုယ်တွေပေါ်မှာဘာမှဒေါသတွေမကျေနပ်တာတွေမဖြစ်စေပဲနဲ့နော်မဖြစ်စေပဲနဲ့ဘာဆန္ဒမှအဲ့ဒီအချိန်မှာမထားတော့ပဲနဲ့တရားကိုပဲနှလုံးသွင်းမယ်ဆိုတဲ့အနေအထားမျိုးလေးနဲ့နေနိုင်မှဘုန်းကြီးတို့တွေဟာထာဝရချမ်းသာမှုဆိုတာရနိုင်ပါတယ်စကိုင်းတောင်ရိုးမှာဘုန်းကြီးတို့နဲ့အနီးကဆရာတော်ကြီးတစ်ပါးရှိအဲ့ဆရာတော်ကြီးနေမကောင်းတဲ့အခါကျတော့ဆရာဝန်ခေါ်ပြီးတော့နော်နေကောင်းလို့ကောင်း냐ဆိုပြီးတော့အာစေးပလင်းချိတ်ပေးတယ်အာစေးသွင်းတယ်ဘာပြောတော့ဆိုဆရာတော်ကြီးကသူ့ကိုမလုံးနဲ့လို့ပြောပေမဲ့လို့ပြုစုတဲ့ပုဂ္ဂိုလ်တွေကအတင်းလောက်ကြတယ်သူကဘာမှမပြောနိုင်အတင်းလောက်ကြတယ်ကောင်းစေခြင်းလို့လုပ်တယ်အဲ့ဒီကြတဲ့အခါကျတော့
မျက်နှာနဲ့တင်းသွားပြီးတော့ဘာမှမပြောတော့မျက်နှာကြောတင်းသွားဒါဘုန်းကြီးတို့ကိုယ်တိုင်မြင်လိုက်တာပေါ့နော်မကျေနပ်ဘူးဆိုတာတော့သိသို့တော့ယောဂပျောက်လို့ပျောက်ညာဆရာဝန်ကလည်းသွင်းပေးခြင်းတယ်အဲ့တော့သွင်းလိုက်ကြတယ်သူ့စိတ်တိုင်းကြမဖြစ်ဘူးအဲ့ဒါလို့နဲ့ပြန်တော်မူသွားတယ်ဒေါသဖြစ်ပုံရတယ်နော်မကျေနပ်တာတွေကဲလှုပ်ချင်တာလှုပ်ကြတော့ကွာငါမင်းတို့မပြောတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့သိသွားတာဘယ်ရောက်တယ်ဆိုတာတော့ကိုယ့်အကိုမသိဘူးပေါ့သို့တော့အဲ့ဒီလိုဟာတွေကိုသိတဲ့ပုဂ္ဂိုလ်ဟာလည်းရှိသေးတယ်ဟုတ်မဟုတ်တော့မသိဘူးတောင်ကြီးကလာတဲ့တခါကြီးတယောက်ကပြောတယ်သင်္ကန်းတစ်ထည်လှူပြီးတော့တဲ့အမျှဝေပေးပါတဲ့ဒီထဲမှာနေသွားတဲ့ဆရာတော်ကြီးတစ်ပါးတဲ့တေခန္ဒီမှာသူ့ကိုပြုစုတဲ့အခါမှာပြုစုတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမကြေမနပ်ဖြစ်သွားလို့သူဟာဒီအနိဗ္ဗာန်မှာမကျွတ်မလွတ်ဖြစ်နေမကျွတ်မလွတ်ဆိုတာဟိုတဲ့ပေါ့လေတစေတည်းပြိတ္တာပေါ့ဒီလိုဆိုလိုတာပေါ့ဖြစ်နေတယ်အခုကြတော့သူ့ကိုသင်္ကန်းလှူပြီးတော့အမျှဝေပေးပါလို့ပြောတယ်အဲ့ဒါပြီးရင်သူကနတ်ပြည်နတ်ဖြစ်တော့မှာပေါ့ဟုတ်မဟုတ်တော့မသိဘူးသို့တော့အဲ့ဒီတကားကြီးကမသေးခင်ကအခြေအနေကို तू သိတာတော့မဟုတ်ဘူးသူ့စီမှာဒါမျိုးလာပြီးတော့ तू ကသိနေတယ် तू ပြောတဲ့အတိုင်းလည်းမဟုတ်ဘူးလားဆိုဟုတ်နေနော်ဟုတ်နေတာကဘာဟုတ်တော့ဆိုသေကံนี้မှာပြုစုတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမကြည်မနှက်ဖြစ်သွားတယ်တဲ့ဆိုတော့ဒါလည်းဖြစ်နိုင်တဲ့အနေအထားတစ်ခုပဲအေးဒါကြောင့်မလို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘဝခရီးကိုရှောက်လန်းနေကြတဲ့အခါမှာအခုလိုကျမ်းမာမာနဲ့အရွယ်ကောင်းတဲ့အချိန်ကစပြီးတော့တို့တွေဘာနဲ့နေကြမလဲဆိုတာကိုကိုယ့်ကိုရွေးချယ်ပြီးတော့တမန်အဖော်တွေနဲ့နေတာဟာအာမကိုရအောင်မဟုတ်အာကိုရနော်သူတို့အပြင်တို့ဘာတစ်ခုရှာထားအောင်နောက်ဆုံးအချိန်အတွက်အကောင်းဆုံးအဖော်ပြုဖို့ကဘာလဲဆိုတာကိုရှာထားဖို့လိုအပ်တယ်အဲ့ဒီရှာထားလိုက်လို့ရှိရင်တကယ်တွေ့ရမှာတော့တရားဓမ္မအဖော်ပဲဖြစ်ပါတယ်တရားဓမ္မအဖော်ဖြစ်လာလို့ရှိရင်တရားဓမ္မကိုနှလုံးသွင်းဆင်ခြင်မှုအမှန်တမ်းအရေးကြီးတယ်သုဘဝါဒဆင်ခြင်သလိုဆင်ခြင်၍ဖြစ်စေငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးဆိုတဲ့ဝိပဿနာဉာဏ်နဲ့ဆင်ခြင်လို့ဖြစ်စေဘဝဆိုတာဒီလိုပဲအဆုံးသတ်ရတာလို့စိတ်ဓာတ်တွေကိုတောကမဖြစ်အောင်ထိမ့်သိမ့်နဲ့ဆင်ခြင်နည်းနဲ့ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ယောနိသောမနတိကာရဆိုတဲ့တရားဓမ္မကိုလက်ကင်ထားပြီးတော့နေမှသာလင်ထာဝရချမ်းသာဒုက္ခကိုတို့တွေရနိုင်တာဖြစ်တယ်လို့ကိုစီသဘောကျပြီးတော့ဓမ္မကိုအဖော်ပြုပြီးတော့ထာဝရချမ်းသာကိုရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပွားရအောင်တတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝါယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်သည့်ရေစင်ပြည်တင်စိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ဟသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဘန်တို့သည်
ဘုံလတဝန္တာရှင်မျိုးဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝရန်တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်းဆရာတော်ကြီးဤတရားတော်များကိုနာယူပြီးစိတ်နှလုံးချမ်းမြေ့ကြပါစေရှင်